တခြားသူတွေနဲ့ကိုနှိုင်းယှဉ်နေတဲ့အချိန်မှာမင်းရဲ့တန်ဖိုးကိုမင်းကိုယ်တိုင်ဆွဲချလိုက်သလိုဖြစ်သွားတတ်ပါတယ်လူတိုင်းမှာအချိန်တွေကွာပါတယ်သွားတဲ့လမ်းတွေချင်းလည်းကွာပါတယ်အခြေအနေတွေချင်းလည်းကွာပါတယ်မင်းရဲ့လမ်းကမင်းအတွက်ပဲဖြစ်ပါတယ်နောက်ကျနေတာမဟုတ်ပါဘူးမင်းရဲ့အရှိန်နဲ့မင်းလျှောက်နေတာပါကိုတခြားသူတွေနဲ့မတိုင်းတာပါနဲ့တခါတလေမင်းနောက်ကျနေပြီလို့ခံစားရနိုင်ပါတယ်တခါတလေကြတော့လေငါဘာလို့နေရာတစ်ခုကိုမရောက်သေးတာလဲလို့ကိုမေးမိနိုင်ပါတယ်ဒါပေမဲ့နောက်ကျနေတာမဟုတ်ပါဘူးမင်းရဲ့အရှိန်နဲ့မင်းရဲ့အားနဲ့ရှောက်နေတာပါလူတိုင်းအမြန်မပြေးနိုင်ပါဘူးလူတိုင်းလည်းတစ်ချိန်တည်းမရောက်နိုင်ပါဘူးအရေးကြီးတာကမင်းရက်မနေဘဲနဲ့မင်းအတွက်တင့်တော်တဲ့အရှိန်လေးနဲ့ဆက်လျှောက်နေရမှာပါနှေးနေရင်လည်းအမှားမဟုတ်ပါဘူးကိုတခြားသူတွေနဲ့လုံးဝမတိုင်းတာပါနဲ့သူတို့ရဲ့ highlight နဲ့မင်းရဲ့အခက်အခဲတွေကိုလည်းမနှိုင်းယှဉ်ပါနဲ့လူတွေဖော်ပြနေတာကသူတို့ရဲ့အကောင်းဆုံးအခန်းကဏ္ဍတွေပါမင်းမမြင်ရတဲ့သူတို့ရဲ့ရုန်းကန်မှုတွေပင်ပန်းမှုတွေနာကျင်မှုတွေလည်းရှိနိုင်ပါတယ်ဒီလိုအတန်လေးတွေကိုနောက်ထပ်လည်းအမြဲတမ်းနားထောင်ချင်တယ်ဆိုရင် Most Jupiter Speak ကို Subscribe လုပ်ထားနိုင်ပါတယ်ဒီအတန်လေးတွေကမင်းအတွက်အနားယူခွင့်ဖြစ်နေမယ်ဆိုရင်ဒီနေရာလေးကမင်းကိုအမြဲတမ်းကြိုဆိုနေမှာပါမင်းအခုရှိနေတဲ့နေရာလေးကမင်းအတွက်မှားနေတဲ့နေရာမဟုတ်ပါဘူးဒီနေရာလေးကမင်းသင်ယူနေရတဲ့မင်းကြီးထွားနေရတဲ့အဆင့်တစ်ခုပါအဲ့ဒီအဆင့်မှာရှိနေတာနဲ့တော့မင်းဟာတန်ဖိုးရှိနေပါတယ်ဒီနေ့မှာကိုနည်းနည်းလောက်ပဲဖြစ်ဖြစ်နူးညံ့စွာဆက်ဆံပေးလိုက်ပါတခြားသူတွေနဲ့ကိုမတိုင်းတာတော့ပဲကိုယ်တိုင်နားလည်ပေးလိုက်ပါမင်းရဲ့လမ်းကမင်းအတွက်ပဲဖြစ်ပါတယ်မင်းရဲ့အရှိန်ကမင်းအတွက်ပဲမှန်ပါတယ်မင်းဟာဘယ်သူနဲ့မှရှင်စရာမလိုပါဘူးအခုအသက်ကိုဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါခန္ဓာကိုယ်လေးကိုလည်းနည်းနည်းလေးလျှော့ချလိုက်ပါဒီအချိန်မှာမင်းဘေးကင်းနေပါတယ်မင်းလျှောက်နေတာမှားနေတဲ့လမ်းမဟုတ်ပါဘူးမင်းဟာမင်းကိုယ်တိုင်ဖြစ်နေလို့ပဲလုံလောက်ပါတယ်မင်းရဲ့လမ်းကိုမင်းရဲ့အရှိန်နဲ့သာဆက်လျှောက်နေပါအဲ့ဒါနဲ့ပဲမင်းဟာအဆင်ပြေပါတယ်